بسم الله الرحمن الرحيم من فطر فيه صائما كان مغفرة لذنوبه وعتق رقبته من النار وكان له مثل أجره من غير أن ينقص من أجره شيء တမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကမရှိတော်မူတဲ့ရမ်ဇန်လမ်းမှာလူတယောက်ဟာရိုဇာထားရတဲ့လူတယောက်ရိုဇာစောင့်ထိန်ရတဲ့လူတယောက်ကိုရမ်ဇန်လမ်းမှာလူတယောက်ဟာဝါဖြီစာကျွေးတယ်ဆိုဝါဖြီဖို့တော့တခုခုကျွေးတယ်ဆိုအဲ့ဒီဝါဖြီစာကျွေးခြင်းဟာကျွေးတဲ့လူရဲ့ဂုဏအာကုလိုတွေလွတ်ငြိမ်းချမ်းသာခွင့်ရရှိကြောင်းဖြစ်တယ်။နောက်အဲ့ဒီလူဂျဟန္နမ်ငရဲဘုံကနေလွတ်မြောက်မှုရရှိကြောင်းဖြစ်ဝါဖြီစာကျွေးခြင်းရမ်ဇန်လမှာရိုဇာစောင့်ထင်ရတဲ့လူကြောက်ကိုဝါဖြီစာကျွေးခြင်းဝါဖြီတဲ့နေရာမှာတခုခုကျွေးခြင်းဟာကျွေးတဲ့လူရဲ့ဂုဏအာကုလိုတွေပါလတ်မှုရရှိစေတဲ့အကြောင်းကဖြစ်တယ်။နောက်ဂျဟန္နမ်ငရဲဘုံကနေပြီးတော့သူ့ရဲ့လွတ်မြောက်မှုကိုရရှိစေတဲ့အကြောင်းကဖြစ်တယ်ဆိုပြီးတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကမရှိတော်မူတယ်။ပြီးတော့တမန်တော်ကဘာမရှိလဲဆိုတော့ရိုဇာစောင့်ထင်းတဲ့လူကိုဝါဖြီစာကျွေးလိုက်တဲ့အခါကျလို့အဲ့ဒီလူရဲ့ရိုဇာဥပုံစောင့်ထင်းမှုရဲ့အကျိုးဆဝါဘ်နဲ့ညီမျှတဲ့အကျိုးဆဝါဘ်ကိုဒီကျွေးတဲ့လူဟာလည်းရတယ်။ဒါပေမဲ့သူဟာရိုဇာနှလုံးအကဲတယောက်ကိုကျွေးတယ်ဆိုရင်ဝါဖြီစာကျွေးတယ်ဆိုရိုဇာနှလုံးထားခြင်းဆဝါဘ်ကိုရ။သူထားတဲ့ရိုဇာရဲ့အကျိုးဆဝါဘ်ကိုလည်းရမယ်။ဘ누구ကိုသူကဝါဖြီစာကျွေးလိုက်တယ်အဲ့ဒီလူရဲ့ရိုဇာရဲ့အကျိုးဆဝါဘ်ကိုလည်းသူဟာရမှာပဲ2ယောက်ကိုကျွေးတယ်ဆိုရင်ရိုဇာ3လုံးကဆဝါပြမယ်4ယောက်ကို3ယောက်ကိုကျွေးတယ်ဆိုရင်ရိုဇာ4လုံးကဆဝါပြမှာဖြစ်တယ်တမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကအမရှိဘူးအဲ့လိုမျိုးကိုကဘ누구ကိုဝါဖြီသွားကျွေးလိုက်တယ်သူရဲ့ရိုဇာဥပုဆုံးထင်းမှုရဲ့အကျိုးဆဝါနဲ့ညီမျှတဲ့သူဆဝါကိုကရလာသူရရှိမဲ့အကျိုးဆဝါမှာကြောလည်းမဖြစ်သွားသလားဆိုတော့တမန်တော်ကအမရှိတယ်မင်ဂိုင်ရီအယွန်ကဆမင်အဂျရီဟီရှိအွန်ကဲကန်ရှင်ကရရှိမဲ့အကျိုးဆဝါမှာလည်းဘာကြောနေမှာမဖြစ်ဘဲနဲ့အဲ့ဒီရိုဇာဥပုဆုံးထင်းခြင်းအကျိုးဆဝါနဲ့ရိုဇာတစ်လုံးကဆဝါကိုသူကရရှိလာတယ်ဆိုပြီးတော့တမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကအမရှိတော်ဆိုတော့ဆဟာဘီတွေကတမန်တော်အဲ့လိုအမရှိတော်မူတဲ့အချိန်မှာဆဟာဘီတွေကရှောက်တင်ကြတယ်ယာရဆူလလာလိုင်ဆကုလနာယဂျီဒူမာယူဖတ်တီရူဆိုင်ကျွန်တော်တို့ထဲကအရောက်တိုင်းဟာလေရိုဇာသားကိုရိုဇာစောင့်ထိန်တဲ့လူကိုဝါဖြီစွာကျွေးနိုင်လောက်တဲ့ဝါဖြီစာကျွေးနိုင်လောက်တဲ့အဲ့လိုချော်လည်မှုမျိုးကိုကျွန်တော်တို့ထဲကအရောက်ချင်းစီတိုင်းကမရရှိထားကြဘူး။သူကဆင်းရဲကြတယ်ကျွန်တော်တို့ဝါဖြီစာဘယ်လိုလုပ်ကျွေးမှာရိုဇာထားတယ်လို့သူတို့မကျွေးနိုင်ဘူးဆိုရင်အခုကိုတော့တင်ပြခဲ့တဲ့အကျိုးဆဝါကိုကျွန်တော်တို့ရရှိမှာမဟုတ်ဆင်းရဲတယ်လို့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကမရှိတော်မူတယ်ယူတလာဟူဟာဇာဆဝါဘမန်ဖတ်တရဆာအီမန်အလာတမရတ်အော်ရှရဘတ်မာအင်အော်မဇကတ်လဘန်Allah ရှိမြတ်ကဒီဆဝါဘကိုဒီအကျိုးကုသိုလ်ကိုရိုဇာဒါကို